တကယ်ကောင်းတဲ့ money mindset လေးတစ်ခုမျှဝေပေးခြင်းတယ်အဲ့ဒါက Marie Kondo နဲ့တုံးတယ်ငငယ်လေးရတုံးတယ်အခုထိရတုံးတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကဲလို့ကိုပတ်စံနေတုံးလိုက်ရပြီပေါ့နော်တုံးလိုက်ရပြီဆိုလို့ရှိရင်ကိုစိတ်တာဝယ်ရပဲဖြစ်ဖြစ်ဘာပဲတုံဘယ်မှာတုံလူတွေပေါ့နော်လူတွေတချို့ကဘယ်လိုစဉ်းစားတတ်ကြလဲဆိုတော့ငါလူချင်တာလေးတော့ရလိုက်ပါရဲ့ပတ်စံတော့ကုန်တာပေါ့နော်ဆိုတော့ပတ်စံတော့ကုန်သွားပြီပေါ့နော်ဒီကဘယ်လိုရမလဲကိုရလိုက်တဲ့ benefit ကိုမကြည့်ပဲနဲ့တဘောကဘာလဲဆိုတော့ negative thinking pattern ပဲပေါ့နော်အဲ့ negative thinking pattern နဲ့ငါကုန်သွားတယ်ဆိုတဲ့ဟာကိုပဲလူတွေက have fun ဖြစ်နဲ့ပြောပဲပြောအတီပဲပြောကွာဘယ်လိုပဲနေကိုကအဲ့လိုပြောလိုက်ခြင်းအပြင်ကိုယ့်နှုတ်ကလည်းထွက်ပြီးပြောလိုက်ခြင်းအပြင်မပြောရင်တော့မတွေးလိုက်တယ်ဆိုရင်တော့မှဒီ energy ကအစီအစဉ်သွားတယ်လေမိုက်ကြတော့ငငယ်တွေကဒီလိုလေးတွေ့ရဒါ just a sharing ပေါ့နော်ပတ်စံနေကုန်သွားဟုတ်တယ်ကုန်သွားမယ်မယ်ဒီဟာကုန်သွားမှာမဟုတ်ငါ့ပတ်စံနေကိုလွတ်လိုက်တာပေါ့နော်လွတ်လိုက်တာဆိုဘာတော့လွတ်တာလဲဆိုလို့ရှိရင်တခြားပတ်စံနေနဲ့မိတ်ဖွဲ့ပြီးတငယ်ချင်းတွေဖွဲ့ပြီးတော့ငါးစီပြန်လာပေါ့အဲ့လိုပေါ့နော်ဆိုအဲ့လိုလေးတွေ့ရနောက်ပြီးတော့ဒီပတ်စံသုံးလိုက်ရတဲ့အပေါ်မှာကိုကတက်နိုင်မြ regret မဖြစ်ဘူးပေါ့နော်ဒီပတ်စံသုံးလိုက်ရတဲ့အပေါ်မှာအပြည့်အဝခံစားရတယ်အကျိုးခံစား권ကိုလေโอเคကိုကလက်စွပ်လေးဝယ်ဆိုရှင်လဲအော်ဒီလက်စွပ်လေးအရင်ကောင်းတော့ပဲလှရမြဝတ်တယ်တကယ်လို့ကိုက service ယူရဆိုရှင်အော်ဒီ service အရင်ကောင်းတယ်ဒီ service ကိုရတာကိုပဲ grateful ဖြစ်လိုက်တယ်ပြီးတော့အဲ့ဒါကိုအပြည့်အဝခံစားရတယ်နောက်ပြီးတော့ကိုယ့်ပတ်စံတွေကသူတို့ပေးလိုက်တယ်ဆိုရင်တော့မှ okay ပေးလိုက်ပြီးတော့အများဆုံးအဖြစ်ပတ်စံသုံးတာကပစ္စည်းတွေဝယ်တာတို့ service အနေနဲ့တော့အကြတာပေါ့နော်ဒါတွေမှာပဲသုံးကြတော့ဘယ်လိုပြောမလဲပတ်စံနေလဲပတ်တဲ့နေရာကိုကပေးလိုက်တာလေဆိုတော့ okay ပေးလိုက်တဲ့အတွက်ပြီးရင်အဲ့ဒီနေရာတွေနဲ့လူအများကြီးကနေပြီးတော့ပတ်စံနေတငယ်ချင်းတွေဖွဲ့ပြီးတော့ price ပြန်လာပေါ့နော်ဆိုတော့အဲ့လိုလေးMarie ကငယ်တော့တွေးရပေါ့နော်အခုနောက်ပိုင်းတော့ဒီဟာတော့မှယူပြီးတွေးစရာမလိုတော့ဘူးပတ်စံသုံးရတဲ့အပေါ်မှာကိုအများကြီး regret မဖြစ်တော့ဘူး habit တစ်ခုလိုဖြစ်သွားတာပေါ့နော်ဆိုတော့ money ဆိုတာကလည်းမတို့ရဲ့ဒီလူသားတွေရှင်သန်နေရတဲ့လူသားတွေရဲ့ဘဝကြီးမှာကအရေးကြီးတဲ့ဟာတစ်ခုပဲလေဒါကြောင့်မို့လို့ကဲလို့ဒီအခုဗီဒီယိုကြည့်နေတဲ့လူတွေမှာပတ်စံသုံးလိုက်ပြီးသွားလို့ရှိရင်နှမျောတယ်တို့ဒါမှမဟုတ်လဲပတ်စံကုန်သွားပြီဆိုတဲ့ဟာတွေကိုတွေးတတ်တဲ့လူတွေရှိရယ်ပြီးတော့အဲ့လူတွေကလည်း financial freedom လုံးဝ abundance ကိုလိုချင်တယ်ဟိဆိုရှင်ဒီဟာလေးတစ်ခုကိုယူပြီးတော့သုံးလို့ရပါတယ်လို့ကိုပတ်စံကုန်သွားရင်လည်းမအခုနောက်ပိုင်းကျတော့နောက်တစ်ခုပြောင်းပြီးတော့တွေးပြတာကကြတော့ဒီပတ်စံတွေကငါမသိမရှင်းပြချလို့ရတယ်ဟုတ်ပြီအဲ့လိုပြောလို့လေဘူးကလန့်နဲ့လေဟာမနေ့ကငါတေးဝမ်ဘလို့လုပ်မယ်ဆိုတေးဝါလည်းခုနောက်ပါတာမဟုတ်ဘူး so that's it ဒါပဲအရင် simple ဖြစ်တယ်ဒါကြောင့်မလို့ဘယ်လိုပြောမလဲမလိုအပ်တဲ့နေရာမှာတော့မသုံးဘူးပေါ့လေကိုကကိုအတွက်လည်း self care လည်းဖြစ်တယ်တခါတလေလေးကိုလိုချင်တာလေးလည်းဝယ်ရလည်းဖြစ်တယ်ဆိုလို့ရှိရင် waste ဖြစ်လုပ်နေရမဟုတ်ဘူးဆိုလို့ရှိရင်ပေါ့နော်ဒီပစ္စည်းကိုဝယ်လိုက်လေကုန်သွားလဲဒီကုန်သွားတဲ့ပတ်စံတွေကငါနောက်ပြန်ရှာလို့ရတယ်ငါနောင်တတော့မရချင်အကယ်လို့ခရီးတွေပဲထွက်အောင်မှာတော့ဥမာကိုကပိုကောင်းတဲ့ level တခုကိုသွားနေတဲ့လူတယောက်ပေါ့နော်လူတယောက်အနေနဲ့အဲ့လိုလူတယောက်အနေနဲ့ပတ်စံသုံးဖို့ဆိုတဲ့အခြေအနေဖြစ်လာတဲ့ခါကျလို့ရှိရင်ဒီပတ်စံကုန်သွားတာကငါအများကြီးပြန်ရှာလို့ရတယ်ဒီ chance ဒါမှမဟုတ်လေဒီအခွင့်အရေးဒါမှမဟုတ်ဒီ precious moment ကိုတော့ငါလက်လွတ်မခံနိုင်ဘူးဒီဟာကဒီပတ်စံထက်တောင်ပို့ပြီးတော့အများကြီးငါအတွက်ပေါ့နော် value ရှိတယ်ဆိုပြီးတော့လူတယောက်နဲ့တယောက်ကခြေတွေပေါ်မူတည်ပြီးတော့မတူနိုင်ဘူးဆိုတော့ကိုလည်းပြန်မေးပေါ့နော်ဒီတော့ကိုသုံးမဲ့အရာကြီး waste ဖြစ်တဲ့အရာလားကိုအတွက်တကယ်ကိုလိုအပ်တဲ့အရာလားကိုအတွက်
ကောင်းတဲ့အရာတွေတည်လာပေးနိုင်တဲ့အရာလားဒါဆိုသုံးပလိုက်လေအဲ့လိုMary ကသုံးခိုင်းလို့ဆိုပြီးတော့မလုပ်နဲ့နော်ဒီဗီဒီယိုကြည့်ပြီး Mary ကြောင့်ဆိုပြီးတော့မလုပ်နဲ့နော်ဆိုအဲ့ analyze လုပ်ပြီး critical thinking တွေအောင်လုပ်တာပေါ့အဓိကတော့ဒီမှာဘာကိုပေးချင်တာလဲဆိုတော့တွေးပုံတွေးနည်းလေးတစ်ခုနှစ်ခုသုံးခုပေါ့ဒီမှာဘာလဲနှစ်ခုဒီခုဒီမှာတစ်ခုဆိုတော့သုံးခုပေးချင်တာပါဆိုတော့ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အခါမှာလည်းအကျိုးရှိသွားမယ်လို့ထင်ပါတယ်ဒီ money mindset နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကဟာလုံးဝစာတက်ပေးတက်လုံးဝနဲ့ famous ဖြစ်တဲ့လူတွေဆီကနေယူထားလည်းမဟုတ်ဘူး maybe သူတို့နဲ့တူနေတဲ့အရာတွေလည်းရှိမယ်သို့တော့ဒါက Mary long ago တွေကသုံးခဲ့တဲ့အရာတခုပေါ့နော်အခုချိန်ဆို habit တောင်ဖြစ်သွားပြီ habit ဖြစ်သွားတော့အဲ့ဒါကိုတွေးယူစရာမလိုတော့ဘူး feeling good ဖြစ်နေတယ်သူကသူအဆုံးထိကြည့်ပြီးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မေသူထုံးမှာ Mary တို့ခေါ်လို့ရပါတယ်ဆိုတော့နောက်ထပ်ကောင်းတဲ့ video အများကြီးနဲ့ပြန်လာခဲ့ပါမယ်နောက်ထပ်ကောင်းတဲ့ program လေးတွေလည်းလုပ်ပေးချင်ပါတယ် so see you next video bye bye